大弟，哎罗拉瓜，叫哪天嘛？叫我看到家里那边，叫你看你个马路过没有往里那边。大弟，嘿，大弟，哎婆婆，叫我看到一单我就太家里哎。Radio 機အားလုံးမင်္ဂလာပါရှင်ရုပ်ရှင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုတစ်ခါမှလည်းဆရာသားတီရဲ့ခေါင်းရိပ်တန်ဆိုတဲ့တရေတစေဘုထုတော်ဇလံလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးပါအောင်ရှင်တဘိုးသွဲလာဆိုရင်တာတီတို့ရွာမှာထမင်းနေပွဲရှိတယ်ဗျထမင်းနေပွဲမှာတပွဲမဟုတ်ဘူးဗျတရွာလုံးမှာအနည်းဆုံး10ပွဲ15ပွဲလောက်ကိုရှိတာထမင်းထိုးတဲ့ရက်တွေဆိုရင်တာတီတို့ကာလသားတွေမနှက်လေးအားကြီးမှပဲအိမ်ပြန်ကြရတာဗျတအိမ်ကိုအနည်းဆုံးတော့10တယ်လောက်ထိုးကြတာဘုံကြီးเจ้าတွေပို့အိမ်တွေလိုက်ဝေးအနီးနားရွာတွေပို့တဗျာကျုပ်တို့ရွာမှာကလည်းထမင်းပွဲဆိုတာညရောက်မှထိုးကြတာဗျနေခင်ဖက်ကြတော့ရာထဲဆင်းတဲ့လူကဆင်းတောထဲတောင်ထဲသွားတဲ့လူကသွားနေဆိုတော့ရွာမှာလူမစုံဘူးလေညရောက်မှအားလုံးပြန်ဆောင်ကြတာဗျဒီတော့မှဝိုင်းထဲမှာမိဖိုတွေဖိုကြအောက်လင်းတက်မိတွေထွန်းကြပြီးပျော်ပပကိုထမင်းပွဲနှွေးကြတာပြောထမင်းဆိုတာကလည်းထိုးတဲ့လူကထက်ဖြစ်တဲ့လူကပိုပြီးအရေးကြီးတယ်လေဗျကျုပ်တို့ရွာမှာကထမင်းဖြင့်ကောင်းတဲ့လူတွေရှိပါဗျာအဲ့ဒီထဲမှာဟောဒီကောင်တာတီလဲပါတာပေါ့ကျုပ်တို့ရွာထမင်းပွဲဆိုတာအားကြီးပျော်ဖို့ကောင်းတာဗျလက်ဖက်တော့ငချောက်ဖုတ်စက်သား6ဖုတ်ရင်းနှီးချမ်းဆိုတာပြတ်တယ်လို့ကိုမရှိတာဗျထမင်းပွဲအလူရှင်တွေကလည်းလွတ်ပြီးဇေနာကောင်းကြတာဗျထမင်းထိုးပေးတဲ့လူတွေဆိုရင်အားကြီးကျွေးချင်းမွေးချင်းကြတာဗျခမည်းနဲ့တချို့ဝိုင်းနေထဲများဆိုရင်ဘင်းဂျိုသီးရဲ့လူတွေမဲဒလင်သီးရဲ့လူတွေတောင်ပါသေးတယ်ဗျတကယ်ကိုပြောစရာကြီးပါဗျာဒီတော့လေကာလသားတွေဆိုတာတညလုံးချွေးသလုံးလုံးနဲ့မအိတ်ချင်အောင်ပြောပြီးထမင်းနဲ့တရေပြီးတရေထိုးကြတော့တာပေါ့ဗျာပြီးတော့ရှိသေးတယ်ဗျကာလသားတွေကတပျော်တပါထမင်းထိုးနေကြတဲ့အချိန်မှာလက်ဖက်ပွဲထပ်ပြင်းပေးရင်းနှီးချမ်းထပ်ပြစ်ပေးကြတာကရွာထဲကအပြိုချောချောလေးတွေဗျာသူတို့လည်းထမင်းပွဲမပြီးမချင်းအိတ်ကြတာမဟုတ်ဘူးဗျဒီတော့လေကာလသားတွေကပို့ပြီးပျော်တာပေါ့ဗျာမောလို့မောရမှမသိပန်းလို့ပန်းရမှမသိကိုဖြစ်နေတော့တာပါဗျာပြီးတော့ပြောရအောင်မေပြိုကျတို့ထိုးတဲ့ထမင်းတွေကအရတာကလည်းကောင်းပါဗျာဘာဖြစ်လို့တော့ဆိုတော့မြေဘေးတို့နန်းတို့စီတို့ဆိုတာကျုပ်တို့ဒေတာထွက်တယ်လေဗျာဂျင်းတို့အုံကြီးတို့ဆိုတာလည်းပေါ်ပေါ့ဗျာကောင်းကြီးဆန်တခုပဲကျုပ်တို့ဝယ်ရတာလေဗျာကျန်တာကကျုပ်တို့ຢာတွေတဲကထက်တာဒီချဲပဲပေါ့ထမင်းတွေအားလုံးဒေဆုံအောင်ထိုးပြီးလို့အိမ်ပြန်ရောက်တော့ပဲမိုးလင်းစပြုတ်ပြီးဗျကျုပ်ကလည်းအိမ်ပြန်ရောက်ရင်ချက်ချင်းအိတ်တက်ကောင်မဟုတ်ဘူးဗျအိမ်မှာလုံးစရာရှိတာတွေဆက်ပြီးလုံနေရောဗျမနဲ့စားထမင်းစားပြီးရင်တော့မျက်စိစင်းလာရောဗျတောက်နေကြငကားစေးပေါ်လိုက်ကလေးလဲလက်ကြားညက်ပြီးဖွာလိုက်ရောကျုံမျက်စိတွေကမဖွင့်ချင်လာအောင်ကိုလေးလာတာဗျကျုပ်တို့အညာနေကလည်းတဘိုးသွဲလောက်ကလေးကပူချင်းချင်းဗျကျုပ်လည်းပစိုးဟောင်းလေးတစ်ထည်ပခုံးပေါ်တင်းပြီးဝိုင်းထဲကမကြီးပင်ကြီးအောက်ကိုဆင်းလာခဲ့တယ်တစ်တာကိုပြစ်ပေါ်မှာအစင်တင်ချထားတဲ့ဝါဖိုးချမ်းခေါင်းအုပ်ကလေးပေါ်ကိုပစိုးကလေးခောက်တင်လိုက်တယ်ငကားစေးပေါ်လိုက်ကလေးတဖွာနှစ်ဖွာဖွာလိုက်ပြီးတော့စေးလိုက်သူကိုပြာခံခွက်ထဲချထားလိုက်တယ်မရတော့ဘူးဗျမျက်စိတွေကပိတ်ကျလာပြီကျုပ်ကိုပြစ်ပေါ်ကိုလေးချလိုက်တယ်ကျုပ်ချက်ချင်းအိပ်ပျော်သွားတယ်အေးပြက်နဲ့အိပ်လိုက်တာဘလောက်ကြာသွားတယ်တော့မသိဘူးဗျတားရီအဲ့လိုလားကွကျုပ်နားထဲမှာကျုပ်ကိုခေါ်သလိုကြားနေတာဗျကျုပ်မြက်ခွန်တွေကမလို့ကိုမရအောင်လေးနေတာဗျတားရီဟေးတားရီအဲ့ဘောကွာကျုပ်ကိုခေါ်တဲ့တန်ကိုကျုပ်ထက်ကြားနေရတယ်ဟဲ့တားရီထားအောင်ဟာဝိုင်းဝါကနင့်ကိုခေါ်လို့ဘယ်သူတော့ထားကြည့်စမ်းအမေကကျုပ်ကိုလှုပ်နိုးနေတယ်ဒီတော့မှကျုပ်နိုးသွားတာဗျတားရီနိုးပြီလားကျုပ်ချက်ချင်းခေါင်းထောင်ကြည့်လိုက်တယ်ဝိုင်းဝါမှာတောင့်ကြီးရက်နေတဲ့ကိုဖိုးတောက်ကြီးပဲဗျကျုပ်ချက်ချင်းပဲလူးလေးထားလိုက်တယ်ဟာကျုပ်တို့ဝိုင်းမှာဘာခွေးမှမရှိပါဘူးဗျဒီအိမ်မှာကိတ်တက်တာဆိုလို့ကျုပ်ပဲရှိတာပါကိုကြီးဖိုးတောက်ရမင်းကတော့အချိုးကလေးကလည်းပါသေးတယ်ဗျာကိုကြီးဖိုးတောက်ကပြောရင်းဆိုရင်ဝိုင်းထဲကိုဝင်လာတယ်ကိုကြီးဖိုးတောက်ဆိုတာဟိုဖက်ရွာဗန်ပွေကုန်းကဗျသူကဖိုးတောက်
သူညီကဖိုးကောင်းတဲ့ညီကိုညလုံးကကျုပ်ဆိုလွတ်ခင်ကြတာဒါမဲ့ကျုပ်အိမ်ကိုတော့တခါမှလာလေကြဘူးတာမဟုတ်ဘူးဗျာသူတို့မိဘတွေကဘန်ကွေးကုန်းမှာနာမည်ရှိတဲ့လူချမ်းသာတွေပေါ့ဗျာကိုဖိုးတောက်တို့မှမွေးချင်းကသူတို့ညီကိုညပဲရှိတာဗျကိုကြီးဖိုးတောက်လာဗျထိုင်ကျုပ်ကညကထမနေပွဲမှာတညလုံးနေဗျဘယ်သူအိမ်ကထမနေပွဲလုံးကွတာတီးရကိုကြီးဖိုးတောက်ကကိုပြစ်ပေါ်ဝင်ထိုင်နေအရင်ငွေစိန်ကျုပ်ကိုမမတ်မှုဘူးပဲကိုကျုပ်ကမတ်မိတယ်ထင်နေတာဘယ်မတ်မိလိုက်တော့ဖိုးတောက်ရဲ့နေတို့ကလူကြီးတွေဖြစ်ကုန်ကြပြီလေဒါထက်နဲ့မေဝင်းကြီးရောနေကောင်းရဲ့လားကောင်းပါလေအကြီးရဲ့နေအဖေကိုဘချီရောနေကောင်းရဲ့လားအလုပ်တွေပါတွေရောလုပ်နိုင်သေးရဲ့လားကောင်းတယ်အကြီးရဲ့အလုပ်တွေလည်းလုပ်နေတော့မှာဗျကျုပ်နဲ့ဖိုးကောက်ကအဘကိုနားစီချင်ပြီဗျအဲ့ဒါကိုဘယ်လိုပြောမရပါဘူးဗျခုတတိလဲမောင်းတို့ရာထဲလဲစင်းပြီးစွတ်ထွန်နေတော့တာပဲဗျအော်ကိုဘချစ်ကငငယ်ကလေးကအာကြီးစိတ်နဲ့နာဟဲ့သွားပြီးဟဲ့ဆိုရင်နင့်အဘကဝိုင်းဝါရနေတဲ့လူဟဲ့ဖိုးတောက်ရေဟုတ်ပါဗျာခုတတိကိုအဲ့ဒီစိတ်ကမလျှော့သေးဘူးဗျဟိုရာဒီရာသွားမယ်ဆိုရင်လဲထားကောက်ပြီးချက်ချင်းကိုမောင်းထွက်သွားတာဗျကျတို့ညီကိုလိတ်မောင်းပို့မယ်လို့ပြောလဲနည်းနည်းမကိုလက်မခံဘူးအကြီးရဲ့အေးပြီးခံကြဟေးအသက်ကြီးလာရင်ဒီတိုင်းချဲပဲဖိုးတောက်ရေဒီအိမ်ကဟာလဲဒီလိုပဲဟေးမနေ့ break အုပ်နေရတာသူတို့ကိုသူတို့အသက်ကြီးတယ်လို့ကိုမထင်ကြတာဟေးကဲနင်တို့ညီကိုတွေစကားပြောကြအောင်အကြီးအိမ်ပေါ်တက်ပြီးလက်ဖက်တုပ်လက်အောင်မယ်ဟာမလုံနဲ့အကြီးမလုံနဲ့ကိုကြီးဖိုးတောက်ကအမေကိုအာနာလို့ဗျမဟုတ်တာဖိုးတောက်ရဲ့ကိုသူကိုသားတွေလက်လေးတာအကြီးကကျွေးချင်မွေးချင်တာပေါ့ဟဲ့အမေကအိမ်ပေါ်တက်သွားတယ်ကျုပ်ကကိုကြီးဖိုးတောက်ကိုငကားဆေးပေါ်လိုက်ကလေးမင်းညိပြီးကမ်းပေးလိုက်တယ်ကိုကြီးဖိုးတောက်ကလည်းဆေးပေါ်ကလေးကလေးကိုလမ်းယူပြီးအမောပြေဖွာနေတယ်ဗျကျတို့နေကတော့ဆေးပေါ်လိုက်ဆိုရင်ငကားပဲတောက်ကြတာပေါ့ဗျာစီးလေတုံးလေးဖွာပြီးတော့မှကြာခံထက်ကလေးကိုစီးလိုက်ချထားလိုက်တယ်ကိုကြီးဖိုးတောက်ထနောင်းကုန်းကိုလာတာဘယ်သူစီလာတာတော့ကျုပ်ကကိုကြီးဖိုးတောက်ကိုမေးလိုက်တယ်ဟာတာတေရဘယ်သူစီမလာတာမဟုတ်ဘူးကွမင်းစီကိုတက်လာတာမဟုတ်ဘူးကွတာတေရမင်းစီကိုတန်းလာတာကိစ္စနည်းနည်းလို့ရှိလို့ကွကိုကြီးဖိုးတောက်ကလီတန်ခတ်တိုးလောက်ပြီးပြောတယ်ကိုကြီးဖိုးတောက်ရဲ့အမူအရာနဲ့လီတန်နားထောင်ရတာအရေးကြီးတဲ့ကိစ္စတခုရှိနေတာသိချတယ်ဗျပါကိစ္စများတော့ကိုကြီးဖိုးတောက်ရဲ့ကိုကြီးဖိုးတောက်ကပြောမလို့ပါဆက်ပြနေတော့မှအမေကလက်ဖက်အစ်နဲ့ယူနီဗန်ကြီးမလာတာတွေ့တော့ကိုကြီးဖိုးတောက်ကိုပြစ်ပေါ်ကနေကပြားကရဆင်းပြီးအမေလက်ထဲကလင်ပန်းကိုလမ်းယူလိုက်တယ်ဗျကဲညီကိုရေစကားပြောကြအောင်ဟေးငါတော့မြောက်ပိန်သွားလက်ဦးမယ်မြောက်ပိန်ကထုံးပွင့်တို့စီမှာဝတ်သားစုံဖို့ပြောထားတာရမလားဘာလားသွားမင်းလက်ဦးမယ်ရရင်လည်းမနဲ့ကိုစွန့်ချပုံမလို့ဟေးအမေကအဘရဲ့ပစိုးလေးတစ်ထည်ခေါင်းပေါ်အုပ်ပြီးဝိုင်းထဲကထွက်သွားရောပြိုနို့မင်းဘဖုံးညံတယောက်မမြင်ပါလားကွာတာတေးရအဘမျိုးသွားတယ်ဗျကိုကြီးဖိုးတောက်ရညနေဆောင်မှပြန်လာလိုက်မယ်ဩမနေ့ကတို့ဘန်ဝေးကုန်းကကိုဖိုးတော်တို့ကားထွက်သွားတာတွေ့လိုက်တယ်အဲ့ဒီကားနဲ့လိတ်သွားတာထင်တယ်ဟုတ်တယ်ကိုကြီးဖိုးတောက်ရေကိုကြီးဖိုးတောက်ကလက်တစ်ဖက်ဇွန်းခတ်ပြီးစားလိုက်တယ်ကျုပ်ကယူနီချန်တပကံငဲ့ပေးလိုက်တယ်လက်ဖက်စားပြီးတော့ကိုကြီးဖိုးတောက်ကယူနီချန်ကိုဖူးကနေမုတ်ပြီးတောက်နေတယ်ဗျမို့စောကပြုတ်တဲ့ကိစ္စကိုစပါအောင်အေးဒီလိုဟေးငါတို့ဒွေးလေးဝိုင်းဆိုင်ကိုမင်းသိတယ်မို့လားဟာအကြီးလေးဝိုင်းဆိုင်ကိုမသိမရှိမလားကိုကြီးဖိုးတောက်ရဲ့အေးမင်းအကြီးလေးဝိုင်းဆိုင်တို့အိမ်မှာပြဿနာတက်နေလို့ဟေးငါလာခဲ့တာဟေးဟင်ပြဿနာတက်လို့ဟုတ်လားဘယ်လိုပြဿနာတော့ဗျရွာထဲကလူတွေပြောနေကြတာကတော့ပုံနာကားတိုက်တယ်ဆိုလားပဲကွာကိုကြီးဖိုးတောက်ကဘေကလားပုံနာကားတိုက်ရမှာတော့ဗျပုံနာကတိုက်တာပါဗျအေးဟုတ်လားအဲ့ဒါကိုငါမခေါ်တတ်တာကွာငါသိတာတော့ဒွေလိုဝိုင်းဆိုင်တို့အိမ်မှာတရေချောက်တာပဲလို့သိတာကွာနေပါဦးဗျဘာတွေဖြစ်လို့တော့အိမ်ပေါ်ထက်မှာဖြစ်တာကွာလူတယောက်ခုန်ချလိုက်တော့အုံးဆိုမြည်သွားတာပြီးတော့ပစ္စည်းတွေကိုတွန်းလှန်ပြတဲ့အတန်တွေကွာဝုံတိန်ကွမ်းခွန်းနဲ့စူညံနေတာလူတွေကလေကားကပြေးတက်ပြီးကြည့်တော့လေအပေါ်ထက်မှာဘာမှလည်းကွဲနေတာတွေမရှိဘူးကွာဘယ်ချိန်ဖြစ်တာတော့ဗျဟာစဖြစ်တုန်းကညဖက်ကွာညတကောင်လောက်ကြီးအုံးဆိုခုန်ချလိုက်တာတဲ့အေး
အဲ့ဒါဒွေးလေးယောက်ျားကအိမ်ပေါ်ကိုတခိုးဝင်နေပြီဆိုပြီးတော့ညက်ကြီးတောင်ဓာဆွဲပြီးအိမ်ပေါ်ထက်ကိုပြေးသက်တာတဲ့ဟဲ့အပေါ်ထက်ရောက်တော့ဓမီနဲ့အိမ်လုံးလေးထိုးကြည့်တော့လေဘာမှမတွေ့ဘူးတဲ့ဘင်းပေါက်တွေအားလုံးပိတ်ထားတာဆိုပဲဒါနဲ့ဒွေးလေးယောက်ျားကိုဘထွားကဓာကြီးကိုကိန်းပြီးအောက်ပြန်ဆင်းလာရောတဲ့ဟဲ့ကိုဘထွားကြီးအောက်ရောက်တယ်ဆိုရင်နောက်တစ်ခါထပ်ပြီးခုံကြပြန်ရောက်တဲ့ကွအိုးကနေကိုနေရတယ်ကွဒါနဲ့ကိုဘထွားကချက်ချင်းပြစ်တက်ပြီးကြည့်ပြန်ရောတဲ့ဟဲ့ကြည့်တော့ဘာတွေ့တော့ဗျဘာမှမတွေ့ဘူးတဲ့သားသေးရေတဲလန်းထူးဆန်းပါလားဗျအဲ့ဒီညကတညလုံးကိုမအိတ်ကြရဘူးတဲ့ဟေးအုံးဆိုခုံချလိုက်ပစ္စည်းတုံးလဲတန်လို့ကြားလိုက်နဲ့မနဲ့မိုးလင်းကဒီမှာငြိမ်သက်တော့တာတဲ့ကွာမိုးလင်းတာနဲ့ဒွေးလို့တို့နဲ့သူ့သားသမီးတွေငါတို့အိမ်ကိုပြောင်းလာကြတော့ဘောကွာကိုဘထားနဲ့သူ့သားနှစ်ယောက်ကတော့အိမ်မှာနေခဲ့တာကွာအဲ့ဒီတော့ဘာဖြစ်သေးတော့ဗျတနေ့လုံးဘာမှမဖြစ်တော့ဘူးကွာညတကောင်ရောက်တာနဲ့ခုံချပြန်ရောတယ်ဟေးပစ္စည်းတွေလဲပြိုကျပြီးချက်ကွဲတဲ့အတန်တွေကြားရပြန်တော့ပေါ့ကွာအဲ့ရပြတော့ဘယ်သူမှဆက်ပြီးမနေနိုင်တော့ပဲကိုဘထားတို့သားအဖတွေလဲငါတို့အိမ်ရောက်လာကြတော့ပေါ့ကွာကိုကြီးဖိုးတောက်ကစကားစပြက်ပြီးငကားဆေးပေါ်လက်ကိုတနုဖြူမိခက်ကလေးနဲ့ခတ်ပြီးမိညိတယ်ဗျစီးလိုက်ကိုအာရပါရနှစ်ဖွာသုံးဖွာဆက်သိပ်ဖွာလိုက်ပြီးမှစကားကိုဆက်တယ်ကျုပ်ကလည်းသူစကားမဆက်ခင်သိချင်တာကိုမေးလိုက်မိတယ်ဗျနေပါအောင်ကိုကြီးဖိုးတောက်ရဲ့အဲ့ဒီတန်တွေကိုအိမ်နီးနားချင်းတွေရောကြားကြသလားဟာကြားပါပြီလားကွာ၄၅အိမ်ကျော်လောက်ကကိုကြားရတာရွာထက်ကလူတွေဆိုရင်ညတိုင်းသွားဆောက်ပြီးကြည့်ကြတာတချို့လဲအိမ်ပေါ်ထက်ထိတက်ကြည့်ကြတာဟေးတချို့ထိန်ကိုစောင့်နေကြတာတို့တွေဓာတ်တွေနဲ့ပေါ့ကွာအဲ့ဒီတော့ခုံချတာပဲလားဗျဘယ်ကခုံချမှာတော့ကွာလူတွေကိုလို့အောက်ထပ်ပြန်ရောက်တော့မှအုံခနေခုံချတာကွာကိုကြီးဖိုးသားတို့ရောအိမ်ပေါ်ထက်ကိုတက်ကြည့်သေးလားဟာကြည့်တာပေါ့တာတီးရဘာမှကိုမတွေ့ပါဘူးဆိုလေးပြိုနေတာတွေကွဲနေတာတွေဘာမှကိုမရှိပါဘူးကွာဒါဆိုရင်တော့ပုံနကတိတ်တာဖြစ်မယ်ဗျဟေးဟုတ်လားတာတီးမင်းကဒီကိစ္စတွေမှာအတွေ့အကြုံတော်တော်များတာဆိုအဲ့ဒီဆိုတော့မင်းတိတာတွေပြောပါအောင်ကွာကိုကြီးဖိုးသားရကြောက်လဲပုံနကတိတ်တာကိုကြားဖူးတာပဲရှိတာပါဗျတခါမှမကြောက်ဘူးသေးဘူးနို့နေပါဦးကိုကြီးဖိုးတော့ရဲ့ကိုဘထွားတို့အကြီးလေးဝင်းစိတ်တို့အိမ်မှာလူမုံများရှိသလားဗျဒါတည်းမင်းမေးတော့လေပြောရတော့မှာပေါ့ကွာငါတွေးလေလင်မယားကပြောရရင်တော့ဗန်ပွေးကုန်းတဝက်လောက်ကကိုမုန်းတာဟေးဗျာဟုတ်ရလားကိုကြီးဖိုးတော့ရဲ့ဟုတ်တာပေါ့ကွာလင်မယားနှစ်ယောက်ကစီးပွားရေးဥစ္စာကလည်းဖြစ်ကြတော့အင်မတန်ပဝင်မြင့်ကြတာကွာတော်ရုံလူကိုစေးဖို့ကြောဖက်လှုပ်ချင်ကြတာမှမဟုတ်ဘူးကွာအခုကိစ္စဖြစ်တော့ရွာထဲကလူတွေတချို့တလေပဲတွားကြည့်ကြတာတော်တော်များများကသူတို့နဲ့မတည့်ကြတော့ချိတ်ပြီးဝမ်းတာနေကြတာတွားတော့မကြည့်ကြဘူးဒါကြောင့်ဖြစ်တာဗျဘာကြောင့်ဖြစ်တာတော့ကွာတာတီးရဒါလူကိုမုန်းလို့တိတ်တာဗျသူတို့ကိုမုန်းတဲ့လူတယောက်ကသူတို့အိမ်ကိုတိတ်တိတ်ချာချာစီရင်ပြီးတိတ်ထားတာနို့ဆရာတွေဘာလို့မရှာကြဘူးလားဗျငါအခုလာတာဒီကိစ္စပဲကွာကိုဘထွားစကိုင်းဖက်မှာဆရာသွားရှာတယ်မနေ့ကပြန်ရောက်တော့ဆရာကြီးတယောက်ပါလာတယ်ကွာဆရာကြီးကအသက်60လောက်ရှိပြီကွာကြည်ရတာတော့တော်တော်ကိုတမာတိရှိတဲ့ပုံပဲကွာဒါပေမဲ့အဲ့ဒီဆရာကြီးကဒီအိမ်ကိုသူရှင်းတဲ့အခါလူတွေဝင်လာလို့မရဘူးလို့ပြောတယ်တက်တိကောင်းတဲ့လူငယ်တယောက်ရှာပေးပါလို့ပြောတယ်ကွာအဲ့ဒါငါတို့ရွာကလူတွေအားလုံးကမင်းကိုတန်းမြင်ကြတာပေါ့ကွာအဲ့ဒါကြောင့်ငါလာခဲ့တာကွာတာတေးရနို့ကျုပ်ကဘာလို့ပေးရမှာတော့ဗျဆရာကြီးပြောတာကတော့သူ့ကိုကူဖို့ဆိုပဲဆမ်မန်းတွေဘာတွေကြေးပေးရမှာဆိုပဲကွာလုံတော်လဲညဖက်မှာလုံမှာဆိုတော့တက်တိကောင်းမှရမှာလို့ပြောတယ်ကွာရွာထဲကလူတွေတော့သူ့အလုံးလုံးနေတဲ့အချိန်မှာရွာလမ်းပေါ်ကိုမထွက်ရဘူးလို့ပြောတယ်တာတီးတိတ်ထားတာကတော်တော်လေးချမ်းနေဆိုပဲနို့ဘယ်တော့လုံမှာတော့ဒုံးဗျမနေ့ပြန်ညအလုံးလုံးမယ်လို့ပြောတယ်ကွာမင်းလာမယ်မို့လားကိုကြီးဖိုးသားရတာတီးပါဆိုမှဒါမျိုးကိုဘယ်လက်လွတ်ခါမှာတော့ဗျာကျုပ်လည်းခုတလောဘာအကြောင်းမှမပေါ်လို့ပြင်းနေတာဗျကျုပ်မနေ့ပြန်နေလေဖက်အရောက်လာခဲ့မယ်ဟာနေရကြပြီဗောကွာကဲဒါဆိုရင်ငါပြန်မယ်ကွာအရင်ဝင်စင်ကိုငါနှုတ်ဆက်သွားတယ်လို့ပြောလိုက်ကွာကိုကြီးဖိုးတောက်ကထိုင်နေရကနေချက်ချင်းထတော့တာပဲပြောသူစားထားတဲ့ဝါဖက်အုတ်ထုပ်ကလေးကိုစောင်းပြီးကျုပ်တို့ဝိုင်းထဲကနေတုတ်နဲ့ထွက်သွားရောပြောကျုပ်လည်းဝါဘိုးချန်ကားအုံးကလေးပေါ်ကိုပြန်လေးလိုက်တယ်ဒါမဲ့
အဲ့လိုတော့ပြောတော့ပါဘူးကိုကြီးဖို့တော့ပြောတာတွေကိုပြန်ပြီးစဉ်းစားနေတာပေါ့ဗျာပုံမကတိုက်တယ်ဆိုတာသူပြောလူပြောတော့ကျုပ်ကြားဘူးတာပေါ့ဗျာအခုလို့နဖူးသွေးဒူးသွေးတော့တခါမှမကြုံဘူးသေးပါဘူးပြီးတော့အခုလို့အိမ်ပေါ်မှာတအုံနဲ့ခုံချတဲ့တရေတစီမျိုးနဲ့ကျုပ်တခါမှမကြားဘူးပါဘူးဘာပဲပြောမနဲ့ထင်တော့ကျုပ်တွေးရတော့မှာပေါ့ဗျာတိတ်မကြဘူးဗျအမေလည်းပြန်ရောက်လာတယ်အမေဝတ်တာမရခဲ့ဘူးလားဗျကျုပ်ကလက်ချေးပြန်လာတဲ့အမေကိုလမ်းမေးလိုက်တယ်မရပါဘူးဟာသူတို့အလုံးမဖြစ်ဘူးပြောတယ်နှုတ်ဖို့တော့ပြန်သွားပြီလားဘာတွေဖြစ်ကြတော့လို့တော့တာတီးရဲ့ကျုပ်ကကိုကြီးဖို့တော့ပြောတာတွေအမေကိုပြန်ပြောပြလိုက်တယ်အမေကကိုပြစ်မှဝင်ထိုင်ပြီးလက်ဖက်စားပြီးအကျန်းတောက်တယ်ကျုပ်ပြောတာတွေကိုတည်တည်ချာချာနားထောင်ပြီးတော့မှဖိုးတော့ပြောတာအမှန်ဟေးဝိုင်းစိန်တို့လင်းမယားကအာကြီးမောက်မာတယ်လို့လူပြောများတယ်ဒါမုန်းတဲ့လူတယောက်ကသူတို့ကိုတိုက်တာဖြစ်မှာပေါ့ဟဲ့ဒါဆိုရင်နှက်ပြန်သွားမှာပေါ့သွားမယ်မေးနှက်ပြန်ရတော့ကျုပ်ပန်းခွေးကုန်းမှာအဲ့ရမှာအေးလေနင်ကတော့ဒါမျိုးဆိုရင်လာမခေါ်တာတော့ကြားရင်ရအောင်သွားမယ်ကောင်းပဲလေအခုလိုအိမ်ထိခေါ်မှတော့ဘယ်နေလိုက်မလဲဟေးအမေကသူ့သားသေးဆိုတဲ့ကောင်ဟာနေရကဆက်စုတဲ့ကောင်ဆိုတာသိနေတော့ကျုပ်ကိုမသွားဖို့တားမနေတော့ဘူးပေါ့ဗျကျုပ်ကလည်းအင်းရှိတကားပိတ်ထားရင်တော့နောက်ဖေးတကားဖွင့်ပြီးရောက်အောင်သွားဆက်စုတဲ့ကောင်ဗျကျုပ်ဗန်ပွေးကုန်းကိုရောက်တော့နာယီပြန်နှစ်ချက်သီးလောက်ရှိပြီကိုကြီးဖိုးတော့တို့အင်ကြီးကရွာမြောက်ပိုင်းမှာဗျမြောက်ကောင်းကိုအောင်ပေါ်တို့ဝိုင်းနဲ့ကတ်လို့လေကျုပ်တို့အညာဒလေးနဲ့ခေါ်တာပေါ့ဗျာရဲရွာရေးတွေစော်ဩတဲ့သူပေါ့သူတို့ရွေးတာကရွာမှာရှိတဲ့ကာလသားတွေရဲ့စံထားနဲ့ရွေးရတာဗျလူကျိတ်များတဲ့လူကမြောက်ကောင်းဖြစ်တာပေါ့ဗျာဒီလိုဗျသူတို့ရွာမှာကအဓိကကာလသားကောင်းကိုရွေးရင်မြောက်ပိုင်းကလူကရတော့မြောက်ပိုင်းကောင်းဆောင်လို့ခေါ်တဲ့ပေါ့ဗျာဒါကိုအတူပဲခေါ်တဲ့ဒလိဖြစ်နေတော့မြောက်ကောင်းလို့ပဲခေါ်ကြတာပေါ့ပြောရအောင်ပဲဗျလူဆိုတာလဲခေါ်ပါများတော့နှုတ်ကြိုးသွားတယ်ဆိုတာရှိတယ်နော်ခေါ်နေကြပြောနေကြဆိုတော့လဲနှုတ်ကြိုးတော့တာပေါ့နော်နောက်တော့အဲ့ဒီကာလသားကောင်းနေရကိုရွာလေဘင်းကလူအရွေးခံရင်လဲမြောက်ကောင်းပဲခေါ်ကြတော့တာပြောခုကြောက်ပြောတဲ့မြောက်ကောင်းကိုအောင်ပေါ်ကတော့တကယ်မြောက်ကောင်းအစ်စ်ပြသူကရွာမြောက်ပိုင်းမှာတကယ်နေရဟောဒီဗန်ပွေးကုန်းမှာကရွာလေဘင်းနဲ့မြောက်ပိုင်းအင်ကြီးအိမ်ကောင်းလွတ်ပေါ်တာဗျမြောက်ကောင်းတို့အိမ်ဆိုရင်ပိုးတော်ကြီးလေးဗျဝိုင်းကြီးကလည်းလွတ်ကျဲတာတစ်ပင်ကြီးတွေလည်းဆုံးလို့ဗျနေဆိုရင်မြောက်ကောင်းတို့ဝိုင်းကြီးကစိတ်ပေါ်ဗျလွတ်အေးတာဗျမြောက်ခေါင်းတို့မိဘတွေကသူတို့ဘိုးဘွားလက်ထက်ကလေးကလူချမ်းသာတွေဆိုပဲ3မွေခံ4မွေခံတွေဗျကျုပ်ကိုကြီးဖိုးတော့တို့ဝိုင်းဝါကိုရောက်တော့ဟာတာတီလာပြီဟေးလာဟေးတာတီငါတို့မင်းကိုမျိုးနေတာကွကျုပ်ဝိုင်းဝါကနေလမ်းကြည့်လိုက်တော့ကိုကြီးဖိုးတော့တို့အိမ်ကြီးအောက်ထပ်မှာလူ4ယောက်ထိုင်နေတာတွေ့တယ်ဗျအားလုံးကျုပ်ကိုလမ်းကြည့်လို့ပြောတာတီအကြီးလေးဝိုင်းစိန်တို့တည်င်းတော့ကြားပြီးရောပေါ့တလောက်ဆွမ်းတလောက်လုပ်ပေးပါဦးငါသူရဲ့အကြီးလေးဝိုင်းစိန်ပါလားထိုင်နေတဲ့ယောက်ျားတွေရဲ့နောက်မှာအကြီးလေးကထိုင်နေတာကိုဗျကျုပ်ကရုံးစားကြီးဆိုတော့သူ့ကိုမမြင်တာကျုပ်အိမ်ပေါ်ကိုဝိုင်းထိုင်လိုက်ရင်းကအကြီးလေးရဲ့ဒီလောက်လဲစိတ်မညစ်ပါနဲ့ဗျာကျုပ်လဲဝိုင်းကူပြီးလုပ်ပေးမှာပေါ့နော်အေးကွာတာတေရစဖြစ်တဲ့ညတုံးကဆိုရင်ငါမှယူတော်မလားတော့ထင်နေကွာတာတေရေဒါပဲဒီပါလေကျုပ်တုတ်ကိုလမ်းကြည့်တယ်ဟာကိုဘထွားကြီးပဲတိတ်နေပါလားကိုဘထွားကိုမမြင်တာကြတော့ကျုပ်မှမတ်တော့မမှတ်မိဘူးဗျာစိတ်လေးတော်တော်ဆင်းရဲနေပုံပဲဗျဒါကြောင့်လဲပို့ပြီးပိန်နေတာဖြစ်မယ်ထင်တယ်ဘာထွေးလေးကိုကျုပ်ကမြင်ချင်းမတ်ကိုမမှတ်မိတာဗျကျုပ်ကကိုဘထွားကိုတည်တည်ချာချာကြည့်ပြီးပြောလိုက်တာဗျဘယ်မဲမိလို့တော့တာသေးရလူတွေလည်းညမအိမ်ရနေမအိမ်ရနဲ့စိတ်တွေညစ်ပြီးအစားလဲမစားနိုင်အောင်ဖြစ်နေတာကွာမစိုးရင်ပါနဲ့ဗျာနှုတ်နေပါဦးဘိုးတော်တို့ဘောတော်တို့ကမမြင်ပါလားကျုပ်ကကိုကြီးဖိုးတော့ကိုကြည့်ပြီးမေးလိုက်တာဗျဘိုးဘချစ်နဲ့အကြီးဝိုင်းကြီးကိုမမြင်လို့မေးလိုက်တာတောင်ဖက်နဝင်းကျော်ကဘိုးစိန်ပွင့်တို့ဝိုင်းကိုသွားကြတယ်အဲ့ဒီမှာငါမင်းကိုပြောတဲ့ဆရာကြီးသေးတယ်လေကွာတာတေရဆရာကြီးကဒီမှာမသေးဘူးလားဗျဒီတော့ကဘိုးစိန်ပွင့်ကအဲ့ဒီဆရာကြီးရဲ့တပည့်တယ်ကွသူငငယ်ကအဲ့ဒီဆရာကြီးမှာဂိမ်းတက်ဖူးတယ်ဆိုပဲအခုလဲဘိုးစိန်ပွင့်ကြီးလိပ်ပင့်ပေးတာကွဒါကြောင့်ဘိုးစိန်ပွင့်ကသူ့ဆရာလာတခိုက်မှာသူပြုစုပါရစေဆိုပြီးသူ့အိမ်မှာခေါ်ထားတာဟေးကိုကြီးဖိုးတော့ရဲ့ညီကိုကြီးဖိုးကောက်ကဝင်ပြောပြတာဗျအော်ဒီလိုလား
နို့နေပါအောင်ဗျဆရာကြီးနာမည်ကဘယ်သူတဲ့တုံးဆရာကြီးနာမည်ကဦးနေအောင်ကွာကိုကြီးဖိုးတောက်ကပြောင်းလို့လှုပ်ပြီးမှမေ့နေရောပြောဦးဆက်အောင်ပါကွာဖိုးကောက်ရကိုကြီးဖိုးတောက်ကဝင်ပြောလိုက်တယ်ဗျဟုတ်တယ်ဦးဆက်အောင်တော်တော့တမာတိရှိတဲ့ပုံပဲကွာတာတေးရကိုကြီးဖိုးကောက်ကကျုပ်ကိုပြောပြတယ်ဒါပေမဲ့ဒီเจ้าတွေကိုမနေ့ကလေးကကျုပ်ကတီးပြီးသားလေဗျာကိုကြီးဖိုးတောက်ကျုပ်ကိုပြောပြခဲ့တယ်မို့လားအဖြစ်ပြက်တွေကိုကိုဘတ်ထွားရောအကြီးလေးရောကိုကြီးဖိုးကောက်ရောသူတို့နဲ့အတူထိုင်နေတဲ့ရွာထဲကကာလာသားအောင်တိုင်းနဲ့ထွန်းပေါ်ရောကကျုပ်ကိုပြောကြတာပေါ့ဗျာသူတို့ပြောပုံရဆိုရင်တော်တော်ကိုကျန်းတာပဲဗျအိမ်ပေါ်ထက်မှာထုတ်တန်းပေါ်တက်ပြီးတော့ကိုခုံချတယ်ဆိုပဲတညလုံးတအုံနဲ့ကိုခုံချနေတာလေပြောဒုံတိုင်းဂရန်ခရန်ဆိုတဲ့အတန်တွေကလည်းစူညံနေတာဆိုပဲကိုဘထွားတို့နဲ့ဝိုင်းချင်းကလက်ကလူတွေတောင်ညဖက်အိတ်ရေးပြက်လို့တခြားအိမ်တွေမှာပြောင်းအိတ်ကြရတယ်ဆိုပဲဗျာတနာရီလောက်ကြာအောင်စကားပြောကြပြီးတော့ကိုကြီးဖိုးတောက်ကပြောတယ်ဗျကဲဒီလိုဒီမှာနေခဲ့ကြအောင်ငါတာတီကိုဆရာကြီးစီကိုလိတ်ပို့လိုက်အောင်မယ်ဆရာကြီးလည်းတာတီကိုစောင့်နေမှာလာတာတီမင်းနဲ့ငါတောင်ဖက်ကဘိုးစိန်ပွင့်တို့အိမ်ကိုဝိုင်းကိုသွားကြရအောင်ကျက်နဲ့ကိုကြီးဖိုးတောက်တို့ဖိုးစိန်ပွင့်တို့ဝိုင်းဝရောက်တော့ကိုကြီးဖိုးတောက်ကဝိုင်းထဲတောင်းဝင်သွားရောဗျကျုပ်လည်းသူ့နောက်ကကက်လိုက်ခဲ့ရတာပေါ့ဗျာဟာတာတီပါလားအဘရေကိုကြီးဖိုးတောက်နဲ့တာတီလာတယ်ဗျို့ဘိုးစိန်ပွင့်ရဲ့သားအငယ်ကောင်အောင်ဗလာကအော်ပြောလိုက်တယ်ဘိုးစိန်ပွင့်တို့ကအင်ကြီးရဲ့အပေါ်ထက်မှာဗျဟေးတာတီလာပြီလားကွာလာဟေးတာတီရေအိမ်ပေါ်ထက်ကိုတက်ခဲ့ဟဲ့ဘိုးစိန်ပွင့်ကြီးရဲ့အတန်းဗျကျုံနဲ့ကိုကြီးဖိုးတောက်လည်းအိမ်ပေါ်ထက်ကိုတန်းတက်ခဲ့တာပေါ့ဗျာဘိုးစိန်ပွင့်တို့ဖျားခန့်ကအကျယ်ကြီးဗျဖျားဆင်ရှိမှာရောင်တဆောင်းထုံးပြီးပဝါဖြူလေးခေါင်းပေါင်းထားတဲ့ဘိုးတော်ကြီးတယောက်ကတီတီငင်ငင်ထိုင်နေတယ်ဗျဆရာကြီးဦးဆက်အောင်ဆိုတာထင်ရဲ့လို့ကြုတ်တွေးလိုက်တယ်ဆရာကြီးနဲ့အတူထိုင်နေကြတာကဘိုးဘချစ်ဘိုးစိန်ပွင့်ပြီးတော့ဘိုးတော်ဝင်းကြီးနဲ့ဘိုးစိန်ပွင့်ရဲ့မိမဒေါ်မေခကြီးတို့ဗျကျုံနဲ့ကိုကြီးဖိုးတောက်ကသူတို့နားမှာကတ်ထိုင်လိုက်တယ်ကိုကြီးဖိုးတောက်ကဖျားကိုဥတိုက်တယ်ပြီးတော့ဆရာကြီးဦးဆက်အောင်ကိုဥတိုက်တယ်ကျုံလဲသူ့လို့လိုက်တယ်မောင်တာတေလားကွဆရာကြီးဦးဆက်အောင်ကတင်းငိမ်အေးဆေးတဲ့မျက်နှာနဲ့ကြည့်ပြီးကျုပ်ကိုမေးတယ်ဟုတ်ပါတယ်ဆရာကြီးအေးမင်းအကြောင်းတွေတော့ဒီရွာကလူတွေပြောပြလို့ကျုပ်အတော်တန်တိထားပြီးပါပြီအခုကိစ္စကလည်းညဖက်မှလောက်ရမှာဆိုတော့ဒီလိုမကောင်းဆိုးဝါးတွေနာနာဘာဝတွေကအင်းအားအပြည့်ရှိတဲ့အချိန်ဖြစ်နေတာပေါ့မောင်သားတီရဲ့ဒီတော့အနေရပုံများတာပေါ့ကွယ်ကျုပ်တို့အိမ်ထဲဝင်ပြီးရှင်းတာလင်းတာတွေလုပ်ပြီးဆိုကြတဲ့ကပိုးပြီးကြမ်းတမ်းလာကြမှာပဲဒီတော့အိမ်ထဲကိုဝင်နေတဲ့မကောင်းဆိုးဝါးကတကောင်သေးလားတကောင်ထက်ပိုသလားဆိုတာကျုပ်တို့ကမြင်ရတွေ့ရတာမဟုတ်ဘူးလေကွာဒီတော့ဆရာကြီးမစိုးရင်ပါနဲ့ဗျကျုပ်ကဒီကောင်တွေကိုမြင်ရပါတယ်ဟေးဟုတ်လားဒါဆိုရင်ဟန်ကြတာပေါ့ကွယ်မွန်တာတီကတဲလဲထူးတာကိုဒါတွေမြင်ရတာကမွေးရပါတတိကြောက်လားမဟုတ်ပါဘူးဆရာကြီးကျုပ်ရဲ့ဆရာကြီးတယောက်ကကျုပ်ကိုမျက်ကွင်းစေးပေးသွားလို့မြင်ရတာပါဩဒီလိုကိုဒါကြောင့်လဲဒီလေတလွားမှာမောင်တာတီရဲ့နာမည်ကကြော်ကြားပြီးတော့ကိုဒါထက်ကျုပ်မသိလို့မေးပြစီဆရာကြီးဟင်မောင်တာတီဘာများသိချင်လို့တော့ကွတော်နကတိတ်တယ်ဆိုတာဘလို့ဖြစ်တာတုံးဆရာကြီးရဲ့ဒီလိုကွမောင်သားသေးရဲ့လူတွေနေတဲ့အိမ်တွေအဆောက်အဦတွေထဲကိုမကောင်းဆိုးအကောင်တွေဝင်လို့မရဘူးကွလူရဲ့အယောင်ဝါတွေကိုဒီကောင်တွေလွတ်ကြောက်ကြတာဒါပေမဲ့ဒီအိမ်ကလူတွေကိုမုန်းတဲ့လူကတင်းချင်းကိုသွားပြီးအဲ့ဒီကမကားဆိုးဝါးတစ်ကောင်ကိုကြက်သွေးတိုက်ပြီးခေါ်လာလို့ရတယ်ပြီးတော့အဲ့ဒီအိမ်ကိုတင်းချင်းကနေလမ်းမြုပ်တာတို့ဘာတို့ပေါ့ကွစီရင်တာကတော့နီးအမျိုးမျိုးရှိတာပေါ့လေအဲ့ဒါလိုလုပ်လိုက်ရင်စောစောကခေါ်လာတဲ့မကောင်းဆိုးဝါးကောင်ကအိမ်ထဲကိုဝင်လို့ရသွားတော့ရောဟေးဒါဆိုရင်အခုလိုမျိုးအိမ်ထဲမှာ6လန့်တော့တာပေါ့ကွာဒီနေရာမှာလဲခေါ်လာတဲ့အကောင်ရဲ့အစွမ်းကြီးရင်ကြီးသလို6လန့်လက်နိုင်တာပေါ့ကွာအခုဘာထွားတို့ဝိုင်းစင်တို့အိမ်မှာ6လက်နေတဲ့အကောင်ကအစွမ်းတိတ်နေပုံမပေါ်ဘူးကွာမောင်သားသေးရဲ့အိုးဒီလိုလားကျုပ်ဖက်ကဆရာကြီးကိုကူညီလုပ်ခဲ့ပေးဖို့အစင်တက်မှာပဲဆရာကြီးအေးတာတို့မောင်သားသေးတာတို့ကဲအဘဒါဆိုရင်ကျုပ်သားသေးကိုအိမ်ကိုပဲပြန်ခေါ်သွားမယ်ညကြမှာပဲဒီကိုလာခဲရမယ်ဟာရတယ်မောင်သားသေးလွတ်လပ်နေပါည9 နာရီထိုးမှကျုပ်နဲ့မောင်သားသေးနဲ့ဘာထွားတို့အိမ်ကြီးထဲကိုဝင်ကြမှာပါ
ဆရာကြီးဦးဆက်အောင်ကကျုပ်ကိုပြောလိုက်တယ်ဒီတော့အကြီးမယ်ခါကဝင်ပြောတယ်ဗျဟဲ့ဖိုးတာနင်းနဲ့တာတီနဲ့ညစာဒီမှာလာစားကြလေအကြီးချက်ပြုတ်ထားတယ်ဟာနေပါစီအကြီးကျုပ်တို့အိမ်မှာပဲတာတီကိုထမင်းကျွေးလိုက်မယ်ဟိုမှာရွာထဲကကာလသားတွေလည်းရှိသေးတယ်ဗျသူတို့လည်းတာတီနဲ့လူခင်တွေပဲတာတီကိုတွေ့ချင်လို့လာကြတာဗျအော်ဒီလိုလားဒါဆိုလည်းပြီးစီရောလေဟင်းနဲ့ထမင်းနဲ့လို့ရင်တော့ဒီမှာလာခုခတ်ယူနော်ဖိုးတာဟုတ်ကဲ့ပါအကြီးဟုတ်ကဲ့ပါကိုကြီးဖိုးတာကအကြီးမေခကိုရိုးရိုးတည်တည်ပြန်ပြောတယ်ဗျကျုံနဲ့ကိုကြီးဖိုးတာလည်းသူတို့ဝိုင်းထဲကိုပြန်လာတာပေါ့ဘာမွေးကုန်းကကာလာသားတွေနဲ့ကျုံနဲ့စကားဝိုင်းဖွဲ့ကြတာပေါ့ဗျာည9 နာရီမထိုးခင်ကျုပ်မျက်ကွင်းဆေးကိုကွင်းနေဘိုးစင်ဘုန်းတို့အိမ်ကိုရောက်တော့9 နာရီထိုးကနီးနေပြီဘန်ဘွေးကုန်းတကြီးက9 နာရီထိုးတာနဲ့လမ်းပေါ်လူမထွက်ရအမိတ်ထုတ်တာတပြဘန်ဘွေးကုန်းသားတွေကလည်းစိတ်ချရပါဗျာလမ်းပေါ်မထွက်ရုံမကဘူးအိမ်တကားတွေပါပိတ်ထားကြတာပြောဆရာကြီးဦးဆက်အောင်နဲ့ကျုပ်နဲ့ကိုဘထွားတို့အိမ်ကိုထွက်လာတဲ့အချိန်ရောက်တော့ဘန်ဘွေးကုန်းတရွာလုံးတိတ်ဆိတ်လို့ဗျာကိုဘထွားတို့အိမ်ကိုရောက်တော့အိမ်ဆောင်ထားတဲ့လူနှစ်ယောက်ကကြိုတင်มาထားတဲ့အတိုင်းအောက်လင်းတက်မီကြီးထွန်းထားပြီဗျတကောင်မကြော်မချင်းဘာမှလောက်တာမဟုတ်တော့သူတို့နှစ်ယောက်လည်းအေးအေးဆေးဆေးပဲအိမ်ဆောင်နေကြတာဗျတယောက်ကအရက်ပူပြက်ပြက်ဂင်တူတူနဲ့ဗလာကောင်းကောင်းသူ့နာမည်ကကိုဝါတဲ့ဗျနောက်တယောက်ကအရက်ရှိရှိခါကိန်းကိန်းနဲ့သူ့နာမည်ကကိုညူတဲ့ဗျကိုဘထွားတော့အိမ်ကိုရောက်တာနဲ့ဆရာကြီးဦးဆက်အောင်ကဖျားစင်မှာဖျောင်းတိန်တွေထွန်းအမွှေးတိုင်တွေထွန်းပြီးဖျားရှိခိုးတော့တာပဲပြောဖျားကိုကြကြနနရှိခိုးပြီးမေတ္တာပို့တယ်ပြီးတော့ဆရာကြီးကသူ့ရဲ့လက်ဆွဲပတိကြီးကိုထုတ်ပြီးစိတ်ပတိစိတ်တော့တာပါပေါ့ဗျာဆရာကြီးဦးဆက်အောင်ဟာတော်တော်ကိုတင်းငယ်အေးချမ်းတဲ့ပုံကိုတယောက်ပါဗျာကျုပ်လည်းဆရာကြီးကိုလေးစားပါတယ်ည7 နာရီလောက်ရောက်တော့ဆရာကြီးကကိုဝေါ့ကိုလင်ပန်းတေးသေးတစ်ချက်ယူခိုင်းတယ်သူ့မှာအစင်တင်ပါလာတဲ့ဆန်ထုတ်ကလေးထုတ်ပြီးလင်ပန်းထဲကိုထည့်တယ်ဆန်ကနို့စီဘူးတစ်ဝက်လောက်ပဲရှိတာပါဆရာကြီးကဆန်တွေကိုကိုင်းပြီးမနန်တွေရွတ်တယ်ဗျတော်တော်ကြာအောင်ရွတ်ဖက်ပြီးတော့မှကျုပ်ဖက်ကိုလှည့်ပြောတယ်ကဲမောင်သားသေးအိမ်ပေါ်ထက်ကစပြီးနည်းနှက်အောင်ကျဲပြီတော့ကွာအပေါ်ထက်ပြီးရင်အောက်ကိုဆင်းလာပြီးမိဖို့ချောင်ကစပြီးအိမ်ရှိကိုကျဲပြီတော့ပြီးရင်ဝိုင်းထဲဆင်းကျဲကွာကိုညိုအပေါ်လိုက်တော့ဟုတ်ကဲ့ဆရာကြီးကျုပ်အပေါ်ထက်ရောက်တော့အင်ကြီးအနက်လက်ကြည့်တယ်ကိုညိုကကျုပ်ကိုတက်မီထိုးပြတယ်လေဗျာဘာမှကိုမတွေ့ဘူးဗျကျုပ်ကမျက်ကွင်းစေးကွင်းလာတာလေနန္နာဘွားဝရှိရင်တွေ့မှာပေါ့ကျုပ်လည်းဆန်စစ်လေး20 30ယူလိုက်ပတ်လိုက်နဲ့အပေါ်ထက်ကိုနှက်အောင်ဆံမန်းကျဲလိုက်တယ်ပြီးတော့လေကားမှာကျဲတယ်ပြီးတော့အောက်ထက်မှာအနက်ကျဲပြီးဝိုင်းထဲဆင်းကျဲလိုက်တယ်ဝိုင်းထဲကျဲပြီးတော့လဲဆန်လဲကုန်ရောဗျအားလုံးကျဲပြီးပြီဆရာကြီးအေးမောင်သားသေးမျက်ကွင်းစေးရှိတယ်ဆိုကွင်းလိုက်ပါလားကျုပ်ကွင်းခက်ပြီးပြီဆရာကြီးဟေးဟုတ်လားမောင်သားသေးကတော့တော်တော်ကိုစစ်ဆက်ပါပေတယ်နော်အပေါ်ထက်မှာခုန်ချတဲ့အကောင်တွေ့ခဲ့သလားကျုပ်တေးသေးချာချာကိုလက်ကြည့်တာဗျဘာမှမတွေ့ဘူးဆရာကြီးဒါဆိုရင်ဒီကောင်ဒီမှနေတာမဟုတ်ဘူးကွညတဲ့ကောင်မှာအိမ်ထဲကိုဝင်လာတာဖြစ်မယ်ကဲကျဲထားတဲ့ဆန်စစ်တွေကိုတတိထားပြီးလက်ကြည့်စမ်းဝန်သားသေးထူးတာတွေ့ရင်ကျုပ်ကိုပြောကွကျုပ်ရဲ့ကိုဝါတို့ကိုညိုတို့ရဲ့စံမန်းတွေကိုလက်ကြည့်တယ်ကိုဝါမှာက9 တောက်ထိုးတက်မီပါတယ်ဗျတက်မီနဲ့ထိုးပြီးလက်ကြည့်ကြတာဆန်စစ်တွေမတွေ့တော့ပါလားကိုညိုကပြောတာဗျသူနဲ့ကျုပ်နဲ့ကျဲထားတာလေဗျအေးကွညိုဆံမန်းတွေတစ်စိမ်းမှမတွေ့တော့ဘူးလာကွာအပေါ်ထက်ကိုတက်ကြည့်မယ်ကျုပ်တို့3 ယောက်စလုံးအပေါ်ထက်ကိုတက်ကြည့်တယ်ဟုတ်ပါဗျာစောကလေးတင်ကျုပ်ကျဲခဲ့တဲ့ဆံမန်းတွေတစ်စိမ်းမှကိုမရှိတော့တာဗျကျုပ်တို့3 ယောက်အောက်ထက်ကိုပြန်ဆင်းပြီးဝိုင်းထဲမှာဆင်းကြည့်ကြတယ်ဆံမန်းတွေမတွေ့တော့ဘူးဗျကိုဝကဓမီထိုးဗျကျုပ်နဲ့ကိုညိုကလက်ကြည့်ဖို့ဗျာဟာဟိုမှာကွဟိုမှာကိုညိုကအလန့်တကြားနဲ့ပြောပြီးလက်ညှိုးထိုးပြတယ်ဗျဟာဘာတော့ကွငညိုရမင်းဟာကအလန့်တကြားနဲ့ဆန်လေးကွာဟိုမှာကွလေကားအောက်မှာအေးဟုတ်သားပဲကွဆန်လေးဘလို့ဖြစ်ပြီးဒီမှာရောက်နေတာတုံးကွဒါကတော့ဆရာကြီးအစွမ်းမြင့်မှာဘောကွငဝရကဲဒါဆိုရင်ကျုပ်အိမ်ပေါ်တက်ပြီးဆရာကြီးကိုပြောလိုက်မယ်ကျုပ်အိမ်ပေါ်တက်လာတော့ဆရာကြီးကပတိလေးတစ်6စိတ်လို့ပေါ့ဗျာဘာထူးလို့တော့မောင်သားသေးထူးတယ်ဆရာကြီးစောကကျုပ်နဲ့ကိုညိုကြေးထားတဲ့စံမန်းတွေတအိမ်လုံးမှာဘယ်နေရာမှမရှိတော့ပဲလေကားအောက်မှာစုနေတဲ့ဆရာကြီးဟုတ်လားမောင်သားသေး
ဒါဆိုရင်အဲ့နေရာကိုတူးရတော့မှာပေါ့ကဲကြောက်လာပြီမောင်ညိုကိုတရွင်းလေးပါလေးရှာခိုင်းကွာကိုဘထားတော့အိမ်ကအောက်ထက်ကမြင့်တော့လေကား3ထက်နဲ့တက်ရတာဗျအဲ့ဒီအိမ်ပေါ်တက်တဲ့လေကားအောက်မှာစံတွေကအပုံလိမ့်စုနေတာကျုပ်တက်မှာတော့ဒါမျိုးတစ်ခါမှမကြုံဘူးသေးပါဘူးဗျဆရာကြီးဦးဆက်အောင်ကတော်တော်စွမ်းတာဗျကိုညိုကတရွင်းတစ်ချောင်းယူပြီးစံတွေပုံရတဲ့နေရာကိုစတူတော့ပေါ့ဗျာကျုပ်တို့အညာဆိုတာတဲနေပဲဗျာတိတ်ပြီးတူးဆံမလို့ပါဘူးကျင်းကြီးဖြစ်လာတာပေါ့ဒါနဲ့ဘာမှမတွေ့ဘူးဗျဆရာကြီးလည်းမျက်နှာပြက်သွားတယ်ဘာမှမတွေ့တော့ဘာလုပ်ရမှန်းမသိတော့ဘူးပေါ့ဗျာအိုးကွန်းဟောအပေါ်ထက်ကခုံချပြီးပြိုးနေတဲ့အတန်ကြီးမှမဟုတ်တာကျုပ်အိမ်ပေါ်ထက်ကိုချက်ချင်းပြေးတတ်တယ်ကိုဝါကဓမီကြီးကင်ပြီးကျုံနောက်ကပြေးလိုက်လာတယ်ဟာနေတဲ့အကောင်ကြီးမှမဟုတ်တာထောက်တန်းပေါ်မှာထိုင်နေတာပြိုးခြေထောက်ကြီးနှစ်ချောင်းတွဲလောင်းကြီးချလို့ဗျာစပင်ကြီးကဖားလာကြီးနေရဲ့ဗျမျက်နှာကြီးကိုလင်ပန်းကြီးတစ်ချက်လောက်ရှိတာမျက်လုံးကြီးနှလုံးကနေရဲနေတာပြိုးလက်ဖက်ရည်ချမ်းတောက်တဲ့ပကံလောက်ရှိမယ်အိုးပါဇက်ကြီးကဖြေးထားတာအထက်ကရှာနီကြီးကတထောင်လောက်တွဲလောင်းကြီးကြောက်နေတာပြိုးကိုမဘာအဝတ်အစားမှမရှိဘူးအမွှေးရှည်ကြီးတကူလုံးဖောင်းနေတယ်ဟောခေါ်ရမယ်ခေါ်ပြီအိုးဝမ်သူခုံချလိုက်တာနဲ့အဲ့ဒီအတန်ကြီးညီတော့ဘာပဲပြိုးဟောတိမ်ကနေဖက်ပြီးတက်သွားပြန်ပြီဗျထုတ်တန်းကြီးပေါ်မှာခြေထောက်ကြီးသွေးလောင်းချပြီးထိုင်နေပြန်ရောဗျရှာကြီးကတော့သွေးလောင်းကြီးကြလို့ပေါ့ဗျာကိုဝါကကြောက်ကိုဓမီထိုးပြထားတာသူတော့ဘာမှမမြင်ရဘူးပေါ့ဗျာကျုံနဲ့ကိုဝါအောက်ပြန်ရောက်တော့ဆရာကြီးကမေးတယ်ဘာမြင်ခဲ့တော့မောင်သားသေးမြင်နေဆရာကြီးနဲတဲ့အကောင်ကြီးမဟုတ်ဘူးဗျကိုလုံးတင်ရေတိမ်ကြီးနှလုံးစာလောက်ရှိမယ်တိမ်ကနေဖက်တက်ပြီးထုတ်တန်းကနေခုံချတာဗျနော်ဂလုံးကလန်းဆိုတဲ့အတန်ကဘဲကမိတာတော့ကွာကိုညိုကမျက်နာကလေးစီးရွက်လောက်နဲ့မော့ပြီးကြောက်ကိုမေးတာဗျဘဲကတော့မြည်မှန်းတော့မသိဘူးဗျကိုညိုရအဲ့ဒီကောင်ကြီးခုံချလိုက်ရင်အိုးဆိုပြီးမြင်သွားပြီးဂလုံးကလန်းဆိုတဲ့အတန်တွေမိလာရောဗျကဲမောင်သားသေးကျုပ်လည်းဆံမန်းစုတဲ့နေရာကိုတူးတာဘာမှမတွေ့ဘူးကွမောင်သားသေးမှာအတွေ့အကြုံရှိရင်ကြံစမ်းမအောင်ကွဆရာကြီးဒီမှာပဲစောင့်နေပါကျုပ်မောက်ဖဲဝါကိုသွားမေးပေးမယ်ဟင်ဘလို့မောင်သားသေးဘယ်သူကိုမေးမယ်မောက်ဖဲဝါကိုမေးမှာပါဆရာကြီးတင်းချင်းရှင်မမောက်ဖဲဝါကိုမေးမှာပါဟာမောင်သားသေးမောက်ဖဲဝါကတရေမလေဟုတ်ပါတယ်ဆရာကြီးဒါပေမဲ့မောက်ဖဲဝါကရိုးတရေတော့မဟုတ်ဘူးဗျသူ့မှာအစွမ်းရှိတယ်ကဲကျုပ်သွားမေးလိုက်ပါမယ်ဗျာကျုပ်ကပြောဆူနဲ့ဝိုင်းထဲကထွက်ခဲ့တယ်ကိုဝါကလည်းငါးတောက်ထိုးဓမီကြီးနဲ့ကျုပ်နောက်ကပါလာတယ်ဗျပန်းပွင့်ကောင်းတင်းချင်းကိုရောက်တော့ကျုပ်နေရာလေးတစ်ခုရွေးပြီးမဖဲဝါကိုပင်ရတော့တာပေါ့ဗျာတင်းချင်းရှင်မကြီးမဖဲဝါတာတေကပင့်ဖိုက်ပါတယ်ဒီတခါတော့အရေးတကြီးဖြစ်နေလို့စားပွဲတောက်ပွဲမပါခဲ့တာခွန်းလွန်ပါမဖဲဝါပန်းပွင့်ကောင်းကအင်းတအိမ်မောင်ပုံနကတိတ်နေလို့ပါမဖဲဝါဆရာကြီးဦးဆက်အောင်ကိုကျုပ်ကူညီချင်လို့ပါမဖဲဝါကြပြီးဘာလုပ်ရမယ်ဆိုတာကိုပြောပြပါဗျာအမြန်ကြွားခဲ့ပါမဖဲဝါဒါမဖဲဝါရဲ့ခွေးကြီးဦးတဲ့အတန်ပဲမဖဲဝါလာပြီတနေ့ဟောလာပြီပြိုးဂူတွေအပေါ်ကရွေ့လာတဲ့မဖဲဝါကြီးပဲဗျအရက်ကြီးစေပေလောက်ရှိတယ်ပြိုးစပင်ဖားလာကြီးနဲ့ဗျာကျုပ်ကြည့်နေတော့မှဖြုတ်ခနဲ့ကြောက်သွားတယ်ဗျကျုပ်ကအတန်ကြီးဗျကျုပ်ချက်ချင်းနောက်လက်ကြည့်လိုက်တယ်အာကိုဝတကူလုံးတစ်ဆက်တုံနေပါရောလားမဖဲဝါကိုဝကိုဝင်ပူးလိုက်တာပဲဗျဟောငင်သွားပြီကိုဝတုံနေတာရက်သွားပြီပြိုဟဲ့သားသေးလက်ကထစ်3ထစ်ရဲ့အပေါ်ဆုံးထစ်မှာခေါင်းရိတ်တန်ရိတ်ထားတယ်အဲ့ဒီတန်ကိုနှုတ်ပစ်လိုက်ပြီးရင်ဖုံးကြီးကမဝါစာဖက်ဟာကိုဝခွေချသွားပြီပြိုညက်ခင်းပေါ်ကိုခွေပြီးလဲကျသွားတာကျုပ်ဝှေ့ထူလိုက်တယ်ကိုဝကျုပ်ကကိုဝကိုလှုပ်ပြီးနိုးတယ်ကိုဝမျက်စိပွင့်ကြည့်တယ်ဟင်ငါဘာဖြစ်လို့တုံးတာသေးကိုဝခေါင်းမူးသွားတာထင်တယ်ဗျအေးဟုတ်မယ်ကွငါခေါင်းထဲမှာနောက်တော့ဖြစ်နေတယ်ကိုဝကပြောရင်ထရက်တယ်လေကိုပြင်းပြင်းရှူလိုက်တယ်အေးခေါင်းသွားပါပြီကွာနို့မင်းမဖဲဝမလာသေးဘူးလားကွလာပြီးသွားပြီဗျကျုပ်ကိုလည်းပြောသွားပါပြီကဲရွာထဲပြန်ဝင်ချရအောင်ကျုပ်နဲ့ကိုဝရွာထဲပြန်ဝင်ခဲ့တယ်
ကျုပ်ကိုဝကိုမဖဲဝါဝင်ပူးသွားတာကိုဘယ်တော့မှမပြောဘူးလို့ဆုံးဖြတ်လိုက်တယ်ကျုပ်တို့ပြန်ရောက်တော့ဆရာကြီးဦးဆက်အောင်ကမေးတယ်ဗျအကြောင်းထူလာမောင်သားသေးသူရဲ့ဆရာကြီးရဲ့အစံမန်းတွေစုတဲ့နေရာကအမှန်ပဲဗျဒါပေမဲ့ကျုပ်တို့ကမြေကိုတူးရှာတော့လွဲကုန်တာဗျတကယ်ကလေကားအပေါ်ဆုံးအထက်မှာခေါင်းရိပ်တဲ့တန်ရိပ်ထားတာတဲ့ဗျဟေးဟုတ်လားရှာကြကွာဒါဆိုရင်ကျုပ်ရောကိုဝါတို့နှစ်ယောက်ရောလေကားထစ်မှာတန်ရှာကြတာပေါ့ဗျာဟာတာတေးဒီမှာကွလေကားထစ်အလေမှာအတလွတ်ကိုရိပ်ထားတာကွလေကားဆိုတာ3လက်မခွဲ4လက်မတန်ပဲရိပ်တာမဟုတ်လားဒီတလက်မခွဲတန်ကလေကားရိပ်တဲ့တန်မှမဟုတ်တာတက်ကိုတာတေရဘယ်မှာတော့ပြဆန်ကျုပ်ကြည်စမ်းအောင်မယ်စာကြီးဦးဆက်အောင်ကိုယ်တိုင်ကြည်တယ်ဗျမောင်ကပြောတာဟုတ်တာပေါ့ကွာဒီတန်ခါခေါင်းရိပ်တဲ့တန်ပဲကဲနှုတ်ကြပြီတော့ကွာကိုဝနဲ့ကိုညိုကတန်ကလော်တွေသူတွေနဲ့တန်ကိုနှုတ်ကြတာပေါ့ဗျာမကြပါဘူးနှုတ်လို့ရသွားတယ်ဟုတ်ပါဗျာတလက်မခွဲတန်ဗျကိုညိုကတန်ကိုယူပြီးဝိုင်းထဲလွတ်ပစ်လိုက်မယ်လုပ်တယ်ဟေးမောင်ညိုမပြစ်နဲ့အမလေးဒီတန်ကိုပေါ့တေးသေးများထင်နေလားအဲ့ဒီတန်ကိုတင်းချင်းကုန်းမှာတွားလွတ်ပစ်လိုက်ကြဆရာကြီးဦးဆက်အောင်ကပြပြတလဲပြောလိုက်တာပြောကျုပ်တောင်အော်သွားတယ်ကျုပ်တန်ကိုကိုညိုစီကယူလိုက်ပြီးချက်ချင်းဝိုင်းထဲကထွက်လာတယ်ကျုပ်နောက်ကကိုညိုလဲကပ်ပြီးပါလာတယ်ဗျကိုညိုကတက်မီထိုးပြတာပေါ့ဗျာဘောင်ဖွေးကုန်းတင်းချင်းရောက်တော့ကျုပ်တန်ကိုမြင်မြုပ်ပစ်လိုက်တယ်ကျုပ်နဲ့ကိုညိုဝိုင်းထဲပြန်ရောက်တော့အင်ကြီးကငြင်းနေပြီဗျတအုံအုံနဲ့ခုန်ချတဲ့အတန်ရောဂလုံးဂလန်းဆိုတဲ့အတန်ရောမကြားရတော့ဘူးဗျဒါနဲ့ကျုပ်နဲ့ကိုကအပေါ်ထက်ကိုတက်ကြည့်ကြတယ်ဟာသွားပြီပြိုးမရှိတော့ဘူးဘာကောင်မကိုမတွေ့တော့တာဒီမှကျုပ်လဲတက်ပြင်းချနေတော့တာပေါ့ဗျာကျုပ်တို့လဲညသွင်းချင်းကိုဘထွားတို့ကိုသွားခေါ်ပြီးအိမ်ပေါ်ပြန်တင်ပေးခဲ့တယ်နောက်နေ့မနေ့ပဲဘုံကြီး9ပါးကိုနှစ်စွန်ကပ်ပြီးဘုံကြီးတွေကအန္တရာယ်ကင်း break ရွတ်တယ်ကမဝါဖက်ပေးကြတယ်ဗျအားလုံးပြီးသွားပြီပေါ့ဗျာအဲ့ဒီနေ့ပဲကျုပ်ရွာပြန်ခဲ့တာအိမ်ရောက်တော့အဘနဲ့အမေကိုဒီအကြောင်းပြောပြတော့အဘရောအမေရောအံ့ဩလိုက်ကြတာမပြောပါနဲ့တော့ဗျာပြီးပါပြီစာကြီးတာတေရဲ့ခေါင်းရိပ်တန်ဆိုတဲ့တရေသစေဝတ္ထုတို့လေးကဒီမှာတင်ပြီးဆုံးပါပြီရှင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်